အားလုံးပဲမင်္ဂလာပါရှင်။ကိုရီးယား language လိုက်ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ home တဲ့နဲ့မနီးမွေးရှိတဲ့မန်ဝန်းရှိချောင်းကိုတွားလိုက်မှာဖြစ်ပါတယ်။ဒါဆိုရင်အားလုံးတူတူလိုက်ကြည့်ပေးကြပါဦးနော်။ဒီကနေပြီးတော့အရင်ဆုံးမန်ဝန်းရှိချောင်းဘတ်စကားစီးပြီးတော့တွားပါမယ်။မန်ဝန်းရှိချောင်းရောက်ပါပြီ။အရင်ဆုံး street food တွေမှာမပါမဖြစ်အော်မဆိုင်ကိုတွားစားမယ်ပေါ့နော်။ဒီဆိုင်ကမန်ဝန်းရှိချောင်းရဲ့ top rate အဖြစ်ပေးထားတဲ့ဆိုင်ပေါ့နော်။အဲ့ဒါနဲ့ပဲဝင်စားကြည့်ခဲ့တယ်။ तू ကတော့1200ပဲဈေးလဲတက်နေဆိုတော့စားလို့လည်းအဆင်ပြေပါတယ်။ပြီးတော့ဈေးကိုသွားတော့ဈေးထဲမှာတော့စားစရာဆိုင်တော်တော်များတယ်ပေါ့နော်။ဒီဈေးကအဓိကအနေနဲ့ तू ကစားစရာအဓိကလို့ပြောလို့ရတဲ့ဆိုင်ဈေးမျိုးပေါ့နော်။ तू ကကျတော့celebrity တွေလည်းအများကြီးလာစားတဲ့အတွက်ကြောင့်ဆိုင်တိုင်းနီးပါးလို့မှာပေါ့နော်။အဲ့လိုမျိုးတော့ rate ပေးခံထားရတဲ့ဆိုင်တော်တော်များများရှိတယ်။ပြီးလို့ရှိရင်ပိတ်နေစားတော်တော်ပေါ်တယ်ပေါ့နော်။ပိတ်နေစားကနန်းလေးဆိုတော်တော်လေးကိုအကောင်ကြည့်ပြီးတော့လူဝယ်တော့မှချက်ချင်းပေါင်းပြီးတဲ့သဘောမျိုးဖြစ်လိမ့်မယ်ပေါ့နော်။ तू ကကနန်းဆိုရင် A+ ဆိုရင်4000လို့ပါလို့အဲ့လိုမျိုးဈေးလေးတွေတွေ့တယ်ပေါ့နော်။ပြီးတခြားပိတ်နေစားရောင်းတဲ့ဆိုင်တွေလည်းတွေ့တယ်။ပြီးတော့နောက်ထပ်နာမည်ကြီးတာတော့ဟိုတော့ပေါ့နော်ဒီမှာ तू ကဟိုတော့ဆိုင်တွေတော့အများကြီးရှိပေမဲ့ဒီဈေးထဲမှာနာမည်ကြီးတာကျတော့ဟိုတော့ဆိုတဲ့ဆိုင်တွေပေါ့နော်။ तू ကကျတော့အစားတော့အဲ့လိုမျိုး street food လို့ထင်နေတာပေါ့နော်။ street food ဆိုင်နဲ့မတွေ့တော့ရှားကြလိုက်တော့ဆိုင်ကန်းလေးနဲ့ရောင်းတာဖြစ်တယ်ပေါ့နော်။ तू ကမြောက်ကန်လေးထဲမှာရောင်းပြီးမယ်တော်လေးကိုမှတက်ရှင်တက်ရနဲ့ဈေးကလည်းပဲတစ်ခု2000နဲ့ရောင်းနေပေါ့နော်အရသာလည်းအစုံရှိတယ်ရေကမ်းမိုးနဲ့တွဲဝဲလို့လည်းရတယ်ဒါလေးကတော့သူ့မှာနာမည်ကြီးရဲ့အစိအစံစုံတဲ့ဟာလေးပေါ့နော်အဲ့တော့ဒါလေးစားကြည့်ရလဲတော်တော်လေးစားလို့ကောင်းလို့